မင်္ဂလာပါချစ်ညီလေးတို့ကိုကြီးတယောက်အနေနဲ့ကိုကြီးဘဝကြော်ဖြတ်ခဲ့တဲ့စူးမိုက်ခဲ့တဲ့လမ်းဆုံးကရလက်ကဘာလဲဆိုတာကိုကြီးပြောပြခြင်းတယ်ညီလေးတို့နားထောင်ပါမင်းတို့အခုမိုက်နေတဲ့မင်းတို့စိုးသွမ်းမိုက်မဲနေတဲ့မင်းတို့ရဲ့ရလက်ကနောက်ဆုံးရလက်ကဘာလဲမင်းတို့တောက်နေတဲ့စိတ်လိတ်မင်းတို့စားနေတဲ့ကွန်းရမင်းတို့တောက်နေတဲ့ဘိန်းမင်းတို့ရှူနေတဲ့ဘိန်းမင်းတို့ရှူနေတဲ့စေးကြောက်တွေမင်းတို့ရှူနေတဲ့ယာမတွေမင်းတို့ရှူနေတဲ့မကောင်းတဲ့မူရည်စေဝါတွေအားလုံးတောက်နေတဲ့အရက်တွေငုံနေတဲ့စေးကြောက်တွေမင်းတက်နေတဲ့ night club တွေမင်းအပေါင်းအသင်းစိုးသွမ်းမိုက်မဲပြီးမူရည်စေဝါတွေကောက်တာပြီးတော့မှလိုက်ရိုက်ခွဲရန်ဖြစ်ခောက်ကြတက်ကြတဲ့အဲ့ဒီစိုးသွမ်းမိုက်မဲခြင်းရဲ့ရက်လက်မင်းရဲ့နောက်ဆုံးရက်လက်ကဘာလဲမင်းကိုအဲ့ဒီမင်းရဲ့မိုက်မဲစိုးသွမ်းခြင်းရဲ့ရက်လက်ကမင်းရဲ့ဘဝအတွက်ဘာတွေကောင်းကျိုးပေးလဲမင်းပြန်စဉ်းစားကြည့်ဒီပုံကညီလေးပြောပြမယ်မင်းထက်ကိုကြီးကြည့်တယ်ကိုကြီးဘဝမှာလဲဆုံးမတဲ့စကားကိုရဲ့မိဘဆရာသမားဖခင်ရဲ့စကားကိုနားမထောင်ခဲ့တဲ့အတွက်ကြောင့်ကိုကြီးဘဝဒီမှာသေခံနေဖြစ်သွားဘူးလေဘဝမှာမထူးဆက်ခင်းခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့တယ်အဖေကအယက်သမားအမေကလောင်းကစားသမားတားကဘိန်းစားအယက်သမားနဲ့ကြီးထွားကျင်လည်ခဲ့တဲ့ကြီးပြင်းလာခဲ့တဲ့ဘဝကနေလာခဲ့တယ်အယံဆင်းရဲခဲ့တယ်စိတ်နာနာနဲ့73နှစ်သားနဲ့ဆက်လက်တောက်တယ်အရက်တောက်တယ်စီးကြောက်ရှူတယ်အပေါင်းအသင်းတွေပေါက်တက်ကရအကုန်ပေါင်းတယ်ဘဲကြီးနေပဲပေါင်းတယ်ချမယ်ရိုက်မယ်ခွဲမယ်ဆိုတဲ့ဘဲကြီးနေပဲပေါင်းတယ်လက်ရဆက်ရဖြစ်ခဲ့တယ်ညီလေးတို့နားထောင်ပါသေးကြကိုကြီးအကြောင်းတက်တိခံနေတာပါကိုကြီးအကြောင်းကိုပြောပြနေတာမကောင်းတာအကုန်လုပ်တယ်လောကမှာမကောင်းပါဘူးဆိုတဲ့အရာတွေအားလုံးကိုအကုန်လုပ်တယ်ကောင်းတာဆိုရင်တခုမှမလုပ်ခဲ့ဘူးကိုကြီးငယ်ငယ်တုန်းကလူပြိုလူငယ်စဖြစ်ခါစားအချိန်မှာအရက်တောက်တယ်ဘိန်းစားတယ်စီးကြောက်ရှူတယ်ယာမချတယ်ကိုရစားတယ်အကုန်ချတယ်လောင်းကစားအကုန်လုပ်တယ်ဘဲကြတော့4ကောင်ချင်း6ကောင်ချင်းဖဲရိုက်တယ်ပိုကာဒေါင်းနဲ့ရှန်ကိုမစ်စော့တယ်21ဘူကြီးအကုန်ချတယ်မကောင်းတဲ့မိန်းမတွေလိုက်တယ်ပေါက်တက်ကရအကုန်ရှောက်လုပ်ခဲ့တယ်အကုန်မိုက်ရိုင်းစိုးသွမ်းတယ်တငယ်ချင်းတွေနဲ့ပေါင်းတယ် night club တက်တယ် KTV တက်တယ်ရန်ဖြစ်တယ်ခောက်ကြတယ်စားစရာမရှိဘူးလားလက်ထဲမှာပတ်စံမရှိဘူးလားရှူစရာမူကြီးစေဝါတော့ပတ်စံမရှိဘူးလားဓမြတိုက်တယ်ပေါက်တက်ကရအကုန်လုပ်ခဲ့တဲ့ကိုကြီးတယောက်မိုက်ရိုင်းစိုးသွမ်းခဲ့တဲ့ကိုကြီးတယောက်နောက်ဆုံးရလက်ကပါလေဒီပုံကိုကြည့်လေပုံကိုကြည့်ဒီပုံကတက်တယ်ပဲအဲ့ဒါစိုးသွမ်းမိုက်မဲခြင်းကနောက်ဆုံးရလက်ကတော့တေကန်ကြီးဖြစ်သွားတယ်တေကန်ကြီးဖြစ်သွားတယ်ကိုဘဝတစ်ခုလုံးဒါစီမွေးစီဝါတွေတုံငါအပေါင်းအသင်းတွေရှိငါကြိုက်သလိုလှုပ်လို့ရတယ်ထင်ရဆိုင်ခဲ့ပင်မဲ့နောက်ဆုံးရလက်ကတော့တေတွင်းနဲ့ကိုမိုက်မဲစိုးသွမ်းခြင်းရလက်ကတေတွင်းကိုပို့ဆောင်ခဲ့ပြီးတယ်အရန်ရှော့ဖြစ်သွားတယ်အရန်နောင်တရတယ်နောင်တရတဲ့အခါမှာအရန်နောင်တရခြေကွဲပြီးငါတော့ငါဘဝသွားပြီငါတော့ငါဘဝတော့ပြက်ပြီငါတေတော့မယ်မျောလင်းခြင်းတွေကုံဆုံးတဲ့အချိန်မှာငါပြန်လိမ္မာခြင်းနဲ့လို့ပြန်တွေးတဲ့အချိန်မှာငါပြန်လိမ္မာတော့မယ်လို့ပြန်ပြီးစဉ်းစားတဲ့အချိန်မှာအရန်နောက်ကျသွားပြီဘာကြောင့်လဲကိုစိုးသွမ်းမိုက်မဲခဲ့တဲ့လှုပ်ခဲ့တဲ့အရာတွေကမကောင်းတဲ့အရာတွေကနဲ့တာမဟုတ်တာအကုန်လှုပ်ခဲ့တာလေအကုန်ပေါက်တက်ကရတွေပဲနောက်ဆုံးဘဝဒီပြက်ပြီးသေခံနေဘာကြောင့်ဒီလိုဖြစ်သွားတာလဲကလပ်တစ်ခုမှာဝိုင်းရိုက်တချင်းခံခဲ့ရတယ်တချင်းမူကြီးစေဝါတွေအရန်သုံးပြီးတော့ယောဂါတွေဖြစ်ပြီးတော့မှဆရာဝန်ကဒီဆေးကတော့တည်တဲ့ဒီဆေးဆွဲတောက်ရမယ်လို့ပြောတဲ့အချိန်မှာစိတ်တက်ကြပြီးတော့မူကြီးစေဝါအလွန်ကျွံတုံးပြီးကိုတက်တည်ခဲ့တဲ့အချိန်ကြီးကြော်ဖြတ်ခဲ့ရတယ်မိုက်မဲခြင်းရဲ့အဆုံးရလက်အဲ့လိုတွေကြုံခဲ့ရတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူတေကန်လေးဖြစ်သွားတယ်နော်အစတော့တေမလို့ကိုတေချောင်းကြံမိမယ်တေခြင်းတရားနဲ့တကယ်ရင်ဆိုင်ရတဲ့အခါမှာအရန်ကြောက်တယ်အရန်နောင်တရခဲ့တယ်ကိုကြီးအရန်နောင်တငါအရန်လိမ္မာခြင်းနဲ့စာပြီးပြင်ဆင်တဲ့အခါမှာတော့နောင်တရတော့နောင်တရအချိန်နှောင်းသွားပြီ
အချိန်မှာဘာလို့တတိရလဲဆိုတော့ငါမိဘစကားငါနားမထောင်ခဲ့ဘူးငါရဲ့ဆရာသမားတွေစကားနားမထောင်ငါဖျားသခင်စကားကိုနားမထောင်ခဲ့လို့ငါအခုသေတော့မယ်ငါကိုအရန်ချစ်ပါလေဆိုတော့ဘော်ဒါတွေလည်းအကုန်လက်ကုန်ပြီငါအရန်ကြိုက်တဲ့မူကြီးစီးပွားတွေအားလုံးလည်းငါကိုသေတွင်းနဲ့ပို့ခဲ့တာပဲငါသေတော့မယ်လိမ္မာခြင်းပဲမဲ့အချိန်နှုံးသွားပြီဒါပေမဲ့လေကိုကြီးပြောပြမယ်နော်ညီလေးကိုကြီးတို့လူစိုးလူမိုက်ညီလေးမင်းအခုအရန်မိုက်နေတယ်မင်းအရန်စိုးနေတယ်ဆိုမင်းလူတွေမချစ်ရင်ကိစ္စမရှိဘူးပြောပြမယ်ငါတို့ကောင်းတွေကိုအရန်တန်မိုးထားပြီးအရန်ချစ်တဲ့ဖခင်ရှိတယ်အဲ့ဒီဖခင်ဘာတူလဲယေရှုပဲကိုကြီးပါဇက်ထဲမှာနောက်ဆုံးတေကန်ကြီးဖြစ်တဲ့အချိန်မှာလူကလေကျမ်းမာရေးကောင်းဖခင်မလို့အစင်ပြေနေဖခင်မလို့ငါလုံနိုင်ငါစားရမယ်ငါလုံနိုင်ငါရမယ်ဒါပေမဲ့ငါမလုံနိုင်တဲ့တနေ့ငါအားမရှိတော့တဲ့နေ့ငါမကြမ်းမာတဲ့နေ့ချိန်မှာဖခင်ရှာခလုတ်ထီတော့အမိတားလဲဒုက္ခရောက်မှာဖခင်တာအဲ့လိုပဲဒုက္ခရောက်တေကန်ကြီးဖြစ်တဲ့ချိန်မှာအရန်အသေးမာတဲ့ရေမင်းထက်ကမင်းကိုကြီးကစရှာပြီးစခေါ်ပြီးဘလို့ခေါ်လဲကြားခဲ့ဘူးတဲ့တရားစကားယေရှုကခေါ်ရင်ထူးတယ်ခေါ်ကြည့်ပါလမ်းမရှိတော့ခေါ်ကြည့်မင်းအဲ့ဒီစကားအတန်လေးနဲ့နောက်ဆုံးတေကန်ကြီးဆက်ဆက်လေးမှာအဲ့ဒီယေရှုဖေကိုခေါ်ခဲ့တယ်တချို့ကပြောတယ်မင်းတေနေမစိတ်သေးလို့ပါမဟုတ်ပါဘူးကိုတေရမှာကိုတေရပေါ့တေကန်ကြီးဖြစ်သွားတာကိုအတိဆုံးလေတေနေမစိတ်လို့မဟုတ်ဘူးအော်စရာကောင်းတယ်ယေရှုဖေကျွန်တော်ကိုတကြိမ်တော့အသက်ပြန်ရှင်ခွင့်ပေးပါကျွန်တော်အသက်ပြန်ရှင်ခွင့်ရရင်ကျွန်တော်လိမ့်လိမ့်မမနေတော့မယ်ကျွန်တော်အသက်ပြန်ရှင်ခွင့်အဲ့လိုပဲကိုကြီးဆူတောင်းခဲ့တယ်အခုကိုကြီးဘဝကိုကြည့်ဒီပုံအတိုင်းမတူတော့ဘူးဒီပုံတွေကိုကြည့်မတူတော့ကိုကြီးအခုဆိုရင်ပြောင်းလဲတာ10စုနှစ်ဝန်းကျင်ရှိသွားပါပြီယေရှုဖေကိုကြီးကိုကယ်ခဲ့တယ်လူစိုးလူမိုက်စိုးသွမ်းတဲ့ဘဝမိုက်ရိုင်းတဲ့ဘဝကနေဒီနေ့လူလိမ္မာဖြစ်စေုံနဲ့မကဘူးလူပေါင်းမြောက်များစွာအတွက်ကောင်းကြီးဖြစ်စေတဲ့တရားဟောတော်မှာရိုးရိုးမဟုတ်ရဲရဲရင့်ရင့်ဟောပြောရတဲ့အစွမ်းတတ္တိကိုပါယေရှုဖခင်ပေးတယ်အခုအသုံးပြုနေတယ်လာမယ့်အနာဂတ်မှာလည်းချီဆောင်ချိန်လာတဲ့ဒီတာရီအသုံးပြုမှာဖြစ်တယ်ဘာကိုပြောချင်တာလဲကိုကြီးလိမ္မာသွားပြီအခုဘာကြောင့်လိမ္မာခြင်းရဲ့ရလက်ကကိုယ့်ရဲ့ဘဝအရန်လှပါတယ်လေအရန်ပြည့်စုံတယ်အရန်ပျော်ရဲ့အရန်ငြိမ်သက်တယ်ယေရှုနဲ့သွားတဲ့အတ္တယေရှုနဲ့ဆုတောင်းချီးမွမ်းတဲ့အတ္တယေရှုအကြောင်းပြောရတဲ့အတ္တကအယံမင်္ဂလာရှိအယံဆိုးမိုက်ခဲ့တဲ့ရလက်နဲ့အခုအယံလိမ်မာပြီးတော့မှဖျားနဲ့သွားတဲ့ရလက်ကိုရှင်တဲ့အခါမှာမိုးနဲ့မြေစီနဲ့ရေလိုပဲအယံကွာတယ်မိုက်မဲခြင်းရဲ့ရလက်ကတော့ငါ့ကိုတည်ခြင်းကိုဆွဲခေါ်သွားပြီမဲ့ငါယေရှုရဲ့အသက်ရှင်ခြင်းယေရှုအသက်ပြန်ရှင်ဝင်ပေးတဲ့အချိန်ကစပြီးငါလိမ်မာလာတဲ့အခါမှာတော့ငါဘဝကိုတဆင့်ချင်းစင်ရင်သားဘဝဘိန်းသားအယက်သမားဘဝနဲ့ဒီနေ့နိုင်ငံတကာဘုရားကချင်းမြောက်အသုံးပြုပြီးနောက်လာမယ့်အနာဂတ်မှာလည်းတနိုင်ငံမကျန်တကဘာလုံးကိုဖခင်ကအသုံးပြုမှာဖြစ်တယ်အဲ့ဒါလိမ္မာချင်းရဲ့ရလက်ဖခင်နဲ့တွားတဲ့အသက်တာရဲ့ကောင်းကြီးမင်္ဂလာရင်းမြစ်ဖြစ်တယ်ဒါကြောင့်ညီလေးတို့ကိုကြီးနေနဲ့အားပေးခြင်းနဲ့မင်းတို့လောကမှာမင်းတို့မိုက်နေတယ်အခုစိုးနေတယ်ဟုတ်လားသူများအိတ်တဲ့ချိန်မင်းတို့မအိတ်ဘူးမင်းတို့ရံဖြစ်လိုက်ပေါက်တက်ကရလိုက်လို့သူများအလုတ်ထားလို့တဲ့ချိန်မင်းတို့အိတ်နေတယ်ညမှာမင်းတို့ကပေါက်တက်ကရလို့မင်းအဲ့ဒီဘဝလွတ်မြောက်ခြင်းနဲ့ဆိုရင်ကိုကြီးခေါ်တဲ့ယေရှုမင်းခေါ်ကြည့်လိုက်ခေါ်ကြည့်မင်းတက်တယ်ရလိမ့်မယ်မင်းဘဝကြီးချိန်လိမ့်မယ်ကိုကြီးကိုတုံးတာတဲ့မင်းကိုတာကြီးတုံးလိမ့်မယ်ညီလေးတို့ခေါ်ကြည့်လိုက်ကိုကြီးဒါလေးနဲ့ပြောပြီးအဆုံးသတ်ခြင်းနဲ့မင်းအခုစိုးသွမ်းမိုက်မဲနေတဲ့အရာတွေကမင်းရဲ့အနာဂတ်ကိုကောင်းကျိုးမပေးဘူးမင်းရဲ့ဘဝကိုတည်တွင်းထဲကိုပဲပို့တယ်ဆိုရင်မင်းအဆက်မမိုက်တော့နဲ့ညီလေးတို့မင်းဆက်မမိုက်တော့နဲ့မင်းမိုက်ရင်မင်းသေဖို့ပဲရှိမယ်သေမင်းငရဲကိုသွားအောင်မှာမင်းငရဲသွားအောင်မှာကိုကြီးပြောတာမင်းနားထောင်လိုက်ကိုကြီးကမိဘစကားလူကြီးသူမစကားတွေကိုနားမထောင်လဲကိုကြီးဘဝတေကန်နေဖြစ်ခဲ့တာဒါပေမဲ့ယေရှုကကိုကြီးကိုအယံချစ်လို့ကိုကြီးကအသက်ပြန်ရှင်ခွင့်ရတယ်တုံးတော်ခံခွင့်ရတယ်ဒါကြောင့်ညီလေးတို့ကိုကြီးလမ်းမမားစေချင်တော့မင်းမိုက်နေတဲ့အရာတွေအားလုံးကမင်းဘဝတော့အမိုက်တွေပဲမင်းဘဝအနာဂတ်မှာကြီးမားတဲ့ကောင်းကြီးမင်္ဂလာကြီးမားတဲ့ချီးမြှောက်ခြင်းကြီးမားတဲ့အောင်မြင်ခြင်းတွေမင်းကိုစောင့်နေတယ်ဘုရားသခင်မင်းတို့ပြင်ဆင်ထားပြီးတယ်ဒါကြောင့်အခုချက်ချင်းမင်းဘာလုပ်ဖို့လို့လဲမင်းအပြစ်တွေဝင်ချပြီးယေရှုဘုရားကျွန်တော်အပြစ်တွေတောင်းပန်ပါတယ်ကျွန်တော်ခွင့်လွတ်လဲကျွန်တော်ကိုဒီဘဝကနေလွတ်မြောက်ခြင်းပေးပါအဲ့လိုပဲဆုတောင်းကြည့်မင်းလွတ်မြောက်လိမ့်မယ်မင်းစိတ်နှလုံးသားကိုယေရှုဘုရားချိန်ပြီးမင်းဘဝတစ်ခုလုံးပြောင်းလဲစေနေမယ်မင်းအရက်ဘေးမကောင်းတဲ့နာဘူးတဲ့မကောင်းတဲ့အရာတွေလှုပ်ချင်တဲ့အဲ့ဒီစိတ်နှလုံးသားကိုယေရှုဘုရားချိန်ပြီးတော့မှသူနဲ့တစိုက်မမတ်ကိုးကွယ်ချီးမွမ်းတဲ့သူ့အကြောင်းပဲဟောပြောခြင်းနဲ့နှလုံးသားကိုချိန်ပြီးပြောင်းလဲစေနေမယ်အဲ့မင်းရဲ့ရလက်ပဲမင်းမိုက်မဲခြင်းရလက်ကမင်းကိုတည်ခြင်းမပို့ပေမဲ့မင်းလိမ္မာပြီးယေရှုနဲ့တွားတဲ့အသက်တာဖြစ်ရင်တော့မင်းရဲ့ဘဝအရန်ကောင်းစားလိမ့်မယ်မင်းအရန်လှပလိမ့်မယ်မင်းအရန်အောင်မြင်လိမ့်မယ်မင်းအရန်ကျမ်းမာလိမ့်မယ်ဖခင်မင်းကိုအရန်သုံးပြုလိမ့်မယ်ဒါနဲ့ကိုကြီးဝင်ငှပါတယ်ညီလေးတို့
စမမိုက်တော့နဲ့နော်လိမ်မာတော့